ရှင်လန်းနိုင်ကြပါစေတောကအဖျားဖျားကင်းဝေးပါစေဆုတောင်းပါလို့မေတ္တာဝေကဘာသူကဘာသာအေးချမ်းပါစေပို့တာမေတ္တာများအကားတခွင်ဟိလို့မိုးလုံးတိညာပြန်နန်းတဲ့တန်ကြားရသူအပေါင်းဘေးရန်ကသိမ်းကင်းပါစေတောကကသိမ်းကင်းပါစေမျက်နှိပ်ပင်နဲ့မဆမ်းမျက်နိုင်တဲ့ရွေတော့ရုံးကန်ရမှာထောင်စင်သေးခန္ဓာဒီတဲ့ရွေတော့အာကုသူများနေအောင်မေတ္တာတဲ့ကိစ္စမီဓမ္မံတဲ့ကိစ္စမီတန်ကန်တဲ့ကိစ္စမီဗုဒ္ဓမြတ်ဗျာဟောတော်မူတဲ့တရားများနာကြား၍တာစဉ်းစားသိချာတပိတ္တကာမတက္က